မင်္ဂလာပါမိတ်ဆွေများရေကျွန်တော်အသက်အရွယ်ပန်းချောတစ်ခုကိုရောက်လာတဲ့အခါအခုခေတ်လိုမျိုးသဘာဝပေါ်ဖုံးတစ်လုံးနဲ့အရာအားလုံးကြည့်ရှုလို့မရခဲ့တဲ့အခြေအနေကိုသတိရမိကြမှာထင်ပါတယ်အဲဒီတော့ကကျွန်တော်ရဲ့ပျော်ရွှင်မှုဆိုတာညနေဆောင်ရင်ရက်ွက်ထဲကဗီဒီယိုရုံရှေ့မှာတိုးရင်ချက်လီကားတဲ့ဘယ်တော့ပြမလဲဆိုတာကိုစောင့်မျှော်ခဲ့ရတာဗီဒီယိုရုံထဲကပန်းကားတန်းတဝီဝီမောင်မဲနေတဲ့အခန်းထဲက TV ဖန်သားပြုတ်ဂျက်လီရဲ့တိုင်းရွက်တွေကကျွန်တော်တို့ပါဇက်တွေကိုအဟောင်းသားနဲ့အေးကြီးခဲ့ရတဲ့အချိန်ကြီးပေါ့ရုပ်ရှင်ကြည့်ပြီးသွားတဲ့အခါမှာတော့ကျွန်တော်တို့ဘာလို့ကြားလဲမှတ်မိကြသေးလားစာတင်ငန်းနေတဲ့စာတင်ကုန်တွေကကျွန်တော်တို့အတွက်တော့တရုတ်ပြည်ကရှောင်းရင်ကြောင်းကြီးဖြစ်သွားခဲ့တယ်ဆယ်မမရှိတဲ့ချိန်စာတင်ငန်းတွေကခိုးနေဘူးတကုံနဲ့တကုံခုံမြန်ကြော်လွှားရင်လက်နှစ်ဖက်ကိုဝေယမ်းပြီးထိုက်ကြည့်တိုင်းခွက်တွေကိုထုတ်ခဲ့ကြဂျယ်လီလိုမျိုးစတိုင်ကြကြခုံချခြင်းကိုဒူးပြဲခဲ့တာတွေတိုင်းမချခင်အင်ကြီးလက်ကိုမတင်ခဲ့ကြတာတွေအခုပြန်တွေးတဲ့အခါမှာတကယ်တန်းတာစရာငယ်ပေါ်အမှတ်တရဒီနေ့မှာတော့ကျွန်တော်ကလေးဘွားကဆရာတင်ခဲ့ရတယ်အခုထိလည်းရင်ထဲမှာဆွဲလန်းနေတဲ့ဖြစ်တဲ့ဂျက်လီရဲ့အကောင်းဆုံးကန်ဝင်တိုင်းကားတကားကိုအတူတူပြန်ခံစားကြည့်လိုက်အောင်ပါဗျာ